ဘူးဆိုရင်တော့သူရောက်လာပါပြီဆရာကြီးရောက်လာပြီဆရာကြီးကတော့ကျွန်တော်ကြော်အားပါတယ်ကြော်နေတော့မှโอเคရပါတယ်Generally, start driving. Hello, from Waymo. As we get going, just give us 1 minute to cover a few riding tips. This experience may feel futuristic, but the need to buckle up is the same as always. So keep your seatbelt fastened, please. If you're traveling with little ones or now come on, seatbelt mapalo over. rider support. So sing your heart out. We can't hear you. Passenger screen to speak to a rider support agent at any time. In the rare case of an emergency, please keep your seatbelt fastened and remain in the car unless there's an urgent need to exit. Rider support will connect with you and provide assistance. Finally, relax and thank you for riding with us. Tesla mode เนาะ Jaguar အခုကျွန်တော်စီးနေတာတော့ဒီ Waymo application ပေါ့เนาะ Waymo application ဆိုတာ ride share application တစ်ခုပဲသူက Uber တို့ Lyft တို့မျိုးပဲtaxi ပေါ့ဗျာပြောရမယ်ဆိုလို့ရှိရင်တော့ဒါပေမဲ့ तू ကဘာဖြစ်လဲဆိုရင် driver မပါဘူးအခုမှကျွန်တော်လည်းအခုဒီ fitness ရောက်မှပဲဒါတွေ့ပူတာပေါ့ကျွန်တော်သွားနေတဲ့နေမှာတော်တော်များများမျိုးတွေပါပေါ့နော်ဒီ West Coast မှာတော့ဒီကောင်စပြီးတော့ launch လုပ်ပြီးတော့နည်းနည်းစပြီးစမ်းတက်လာတာပေါ့နော် market တွေကိုမနေ့ကဟိုကဒါကလည်း robot taxi ဆိုပြီးတော့စကြော်ညာသွားတာပေါ့နော် Tesla လည်းသူနဲ့ပြိုင်ထုတ်တော့မှာပေါ့ဒီ Waymo ကတော့အတိအကျလောက် Alphabet ဒီ Google ရဲ့ဒီဟိုဟာနဲ့ပေါ့နော် VC နဲ့ run နေတဲ့ company တခုကားရည်အတွက်တော့သိမများသေးဘူးကျွန်တော်ဒီကောင်းကိုငှားတာဟိုလောက်ကြာတယ်15မိနစ်လောက်ကြာတယ် Uber Lyft ထက်လည်းဈေးက2ဆပိုဈေးကြီးတယ်เนาะဒါကတော့မဖြစ်သင့်ဘူးဒါ maybe ဒါသူတို့ဥစားကသားမို့လို့ကားရည်တွေနေနေလို့ဈေးကြီးတာလည်းဖြစ်မှာပေါ့နောက်ပိုင်းကျရင်တော့တဖြည်းဖြည်းနဲ့ဈေးတွေရော့လာလိမ့်မယ်ထင်တယ်ဘာဖြစ်လို့လဲဆိုတော့ driver ကိုပေးရတာမရှိဘူးဆိုတော့သူတို့တော့ကတော့ပိုကျန်ပါပေါ့နော်ဒီကရုပ်တရက်ကြည့်လိုက်လို့ရှိရင်တော့မိုက်တယ်ပေါ့ technology ကမြင့်လာတယ်ပါညာပေါ့ဒါပေမဲ့တကယ်ကတော့လူတွေအတွက်ကတော့ကျွန်တော်တို့သိမကြိုက်ဘူးဘာဖြစ်လို့လဲဆိုတော့လူတွေအတွက်သိမကောင်းဘူးပေါ့နော်မကောင်းဘူးဆိုတာဟိုအလုပ်တွေတော်တော်ပြုတ်သွားမှာပေါ့နော်အလုပ်တွေတော်တော်ပြုတ်သွားမယ်ဒီကားမောင်းပြီးတော့တမန်ဝန်ကြောင်းလုပ်နေတဲ့လူတွေအတွက်ကတော့ဒါမကောင်းဘူးပေါ့နော်ဒီအနေနဲ့အမြန်တော့ကျွန်တော်တို့ East Coast ဘက်ကိုလည်းရောက်လာမယ်တခြားမြို့တွေကိုလည်းရောက်လာမယ်ဆိုလို့ရှိရင်တော့မတတ်တာဘူးလို့ကျွန်တော်ထင်တယ်ပေါ့နော်။ Uber Lyft ကိုအဓိကဆွဲနေတဲ့လူတွေအတွက်ကတော့တိတ်အဆင်ပြေလိုက်မှာမသိဘူး။အဲ့တော့ကြိုပြီးတော့စဉ်းစားထားသင့်တယ်။ Maybe now 9 နှစ် or I don't know 10 နှစ်လောက်မှဟိုနိုင်ငံလုံးရောက်နေတယ်ရောက်လာမှာပေါ့နော်။ရောက်လာခဲ့လို့ရှိရင်ဒါ disruptive ဖြစ်နိုင်တဲ့ technology တစ်ခုပဲကြောက်ရတယ်ပေါ့နော်။အဲ့တော့အခုကျွန်တော်လေစိတ်ကိုငှားလာတာသူမောင်းတာတော့ AC ပဲပေါ့နော်။ဘာမှတွေ့လို့မရှိဘူးဒါပေမဲ့တချို့တွေကတော့ဟိုအဲ့ဒါတက်တယ်ပါညာလို့လည်းပြောတာပေါ့နော်ကျွန်တော်တို့အခုမောင်းလာတဲ့
drive မှာတော့ဘာမှအထွေထူးမဖြစ်ဘူးခုနောက် U turn ကိုရတဲ့ချက်တော့နည်းနည်း harsh ဖြစ်တယ်ပေါ့နော်ကျန်တာကတော့ easy ပါပဲကားပေါ်ကိုစတက်တဲ့အချိန်မှာဒီ application ထဲမှာ unlock ဆိုပြီးနှိပ်လိုက်လို့ရှိရင်သူကဒီမှာ unlock ဖြစ်သွားတယ် Bluetooth ဖွင့်ထားရတယ်တစ်ချက်က Bluetooth နဲ့သူက unlock လုပ်တယ်လို့ပြောတယ်အဲ့တော့ Tesla နဲ့အတူတူလောက်ပဲပေါ့နော်ကားပုံစံကလည်း Tesla နဲ့တူပေမဲ့ Tesla မဟုတ်ဘူးတဲ့ချက်ကွာအားလုံးအတူတူပဲအခုကျွန်တော်ရောက်နေတာ Phoenix Arizona State ရဲ့ Phoenix ပေါ့နော် Phoenix ဆိုတာမြို့ကြီးပဲ State ရဲ့မြို့တော်ပေါ့နော် Drop off will be at ground level. Check-in is on level 2 and security is on level 3.ရှင်းမှာနောက်တစ်စီးရှင်းမှာကဒီလိုမျိုးကားပေါ့နော်ဝင်ပေါ့